ဒီနေ့တင်းရဲ့ဖြစ်ချင်းအမှန်ကိုကျွန်တော်ဝင်ငါမှာဖြစ်တယ်ကျွန်တော်တွေ့ပြီဆိုရင်ဒီကဖက်ရအောင်ကောင်းကင်ဘုံ၌ကြီးတော်အတန်ကယခုမှကဲတင်ခြင်းဖြစ်၏တကောတော်လည်းဖြစ်၏ငါတို့၏ဖျားခင်ရဲ့နိုင်ငံတော်နှင့်သူ၏ခရစ်တော်၏အာဏာတော်ဆက်လက်ဖြစ်၏အကြောင်းမူကားငါတို့ညီအကုန်များကိုငါတို့ဖျားခင်ရှိတော်၌နေညမပြတ်အပြည့်တင်တော်ရန်သူကိုအာတုံချလိမ့်မည်ဟာလေလုယာဒီနေရာမှာဘာပြောတယ်လဲဆိုရင်တဲ့ငါတို့ကိုပြောကြည့်ပါဦးငါတို့ကိုဘယ်သူတွေကိုပြောတယ်လဲဆိုယုံကြည်သူတွေကိုပြောတာအဲ့ဒီယုံကြည်သူတွေကိုတဲ့နော်ငါတို့ညီအကိုများကိုဖျားတကယ်ရှိတော်၌နေညမပြတ်အပြစ်တင်တော်ရန်သူကိုအောက်သို့ချလိုက်ပြီဟာလေလုယာအာမင်နားလည်တဲ့ဘုရားကောင်းချီးပေးပါစေဒီနေရာမှာကျမ်းစာကဘာပြောလဲဆိုကျွန်တော်တို့ကိုနေညမပြတ်အပြစ်တင်တဲ့ရန်သူရှိတယ်တင်းကိုနားလဲစေခြင်းနဲ့နော်ဒီနေ့ဒီနေရာမှာတင်တို့ရောက်လာတဲ့အခါမှာတင်အချိန်နဲ့အမျိုးမျိုးနဲ့တင်ရောက်လာလိမ့်မယ်ဘယ်လိုရောက်လာကြသလဲဆိုရင်တချို့ကကိုမထိုက်တန်ဘူးဆိုပြီးတော့ရောက်လာတယ်ကိုအားနေတဲ့သူဖြစ်တယ်ဆိုပြီးတော့ရောက်လာတယ်အဲ့ဒါကဘာဘယ်ပုံမှာအချိန်ခံတယ်လဲဆိုရင်နေညမပြတ်ကျွန်တော်တို့ကိုအပြစ်တင်တဲ့ရန်သူကြောင့်ဖြစ်တယ်ရန်သူကလည်းကျွန်တော်တို့ကိုနေညမပြတ်အပြစ်တင်တယ်ဟာနေဒီတခုလှုပ်လိုက်ပြီနေအပြစ်ရှိသွားပြီရန်သူကဘာပဲကျွန်တော်အသွေးခေါ်ထဲမှာပြောတာအသွေးခေါ်ထဲမှာတခုမားတာနဲ့ရန်သူကဘာပြောဆိုနေဒီတခုလှုပ်လိုက်လို့အဲ့ဒီအပြစ်တက်ရောက်တာအဲ့ဒီချိန်ချင်းမင်္ဂလာတက်ရောက်တာလို့အမြဲတမ်းမှရန်သူကအဲ့လိုပြောမယ်တကယ်တော့ကျွန်တော်တို့ကမစုံလင်ဘူးလေဘယ်သူမှမစုံလင်ဘူးတချို့ဆိုရင်တနေ့ကနေ့မှာတခုဝေစားမိလိုက်လို့တခုလှုပ်လိုက်မိလို့ကိုအပြစ်ရှိတယ်လို့ခံစားတဲ့သူတချို့ရှိတယ်အဲ့ဒါကဘာဖြစ်တယ်လဲဆိုရင်နေညမပြတ်ကျွန်တော်တို့ကအပြစ်တင်တဲ့ရန်သူကြောင့်ဖြစ်ပါတယ်ဒီတိလာမသိညီကိုမတော်မများရန်သူဟာဘုရားသခင်ကကျမ်းစာထဲမှာဘယ်လိုပြောလဲဆိုစာနာကိုမုတာရဲ့အဘလို့ခေါ်တယ်ပြောချင်ပါမုတာရဲ့အဘမူတာရဲ့အပါသူကတခါတလေမှာကျွန်တော်တို့ဘဝမှာလက်တွေ့ဖြစ်နေတဲ့အရာကိုဘုရားသခင်စီကိုတည်သွားတယ်ဒီမှာကြည့်နော်ကိုရောတာဒီတရားဟိုမှာခိုးနေတယ်ဒီမှာကြည့်တော့အပြစ်တင်တာနော်ဒီမှာအရှိမဆရာမကုရှိရဆိုသူ့ပဲကျွန်တော်ကတော့ဥပမာလေးပေါ့နော်ဒီတရားလေဒီမာကုလေဟိုမှာတင်းထောင်းလုံးနေတယ်ဒါပေမဲ့ဟိုမှာဆူလည်းမတောင်းဘူးကျန်းစာလည်းမဖက်ဘူးဆိုပြီးတော့ဘုရားရှိကိုလာပြီးတော့ဘာလုပ်လဲအပြစ်တင်တယ်ဘုရားရှိကိုလာပြီးတော့အပြစ်တင်တယ်အဲ့ဒါ तू တကယ်ဟုတ်လားမဟုတ်လားဟုတ်တယ်ဟုတ်တဲ့အရာလည်းပဲဘုရားရှိမှအပြစ်တင်တယ်လို့မုတာရဲ့အဘဖြစ်တဲ့ကြောင့်မဟုတ်တဲ့အရာလည်းအပြစ်လာတင်တာမဟုတ်တဲ့အရာလိန်ညာပြီးတော့ဘုရားရှိကိုလာပြောတယ်ကိုရောတဲ့ဒီမာဒီတရားကိုကောင်းချီးပေးလို့မထိုက်တယ်ဘူးနော်ဒီမှာကြည့်အပြစ်တွေနေတဲ့လုံးနေတယ်ဆိုးလည်းမတောင်းဘူးဘုရားကြောင်းလည်းမတွားဘူးစေဖို့တပိုးလည်းမထဲဘူးဒီတရားကနေတိုင်းမကောင်းတဲ့ຢာတွေနဲ့ပဲအပြစ်တွေလွန်ကျွန်းနေတယ်သူ့ကိုကောင်းချီးမပေးနဲ့သူ့ကိုအပြစ်တင်ပါစာတန်ရဲ့အလုပ်ဖြစ်တယ်အဲ့ဒါတခိုးဒီပြောကြည့်ပါတခိုးဒီခိုးချင်းတက်ချင်းဖြစ်စီချင်းကလာ၏တခိုးကလည်းတင်းရဲ့ဘဝကိုခိုးဖို့တက်ဖို့ဖြစ်စီဖို့သူလာတယ်လာတာတော့ရိုးမလာဘူးတော့ဖျားရှိကိုသွားတာတိစီကိုမလာဘူးဖျားစီကိုအရင်သွားတာ तू ကဖျားတခင်ထံကနေခွင့်ပြုမိတ်ရမှာ तू ကတိစီကိုလာလို့ရတာအဲ့ဒါကိုနားလဲစီခြင်းတယ်စာတန်ကလည်းယောဘစီကိုလာတဲ့အခါဖျားစီကိုခွင့်တောင်းရတယ်ဒီနေ့တိစီကိုစာတန်ဓာတ်ရက်လာလို့မရအောင်ဖျားတခင်ကခွင့်ပြုမှလာလို့ရတာအဲ့ဒါဗြိညင်တရားဟောင်းမှာဖျားကတခါတလေခွင့်ပြုတယ်ဗြိညင်တရားတဲ့မှာဖျားခွင့်မပြုဟာလေလုယာဂျေဇုတော်ကာလမှာစာနာတင်းကိုဖြစ်စီဖို့ဘုရားခွင့်မပြုနားလည်တော့ဘုရားကောင်းကြီးပေးပါစေအာမင်ဟာလေလုယာအာမင်ကျမ်းပိုက်လေးနောက်တစ်ခုလေးဖတ်ကြည့်အောင်ကျမ်းပိုက်ကျွန်တော်ယုံမနော်ယုံမအခန်းကြီး8ဖြစ်မယ်ကျွန်တော်ယုံမအခန်းကြီး8 33နဲ့34ဖြစ်မယ်ကျွန်တော်အားလုံးကိုတေချာလေးမြင်အောင်စေချင်တဲ့အကြောင်းအရာရှိတဲ့အတွက်ကြောင့်တရုတ်ဆောင်2ယောက်လောက်ကျွန်တော်လိုချင်တယ်ကျွန်တော်ဆရာမကူနဲ့โอเคကျွန်တော်ကိုရနိုင်
Sunday school လုံးမှာဖြစ်တယ် Okay ဒီနားလေးမှာနည်းနည်းလေး Okay ကျွန်တော်ပဲလဲလိုက်တော့ကြနေပရိသတ်တွေလန့်ကုန်ပါစစားတာပါတကယ်ချောပါတယ်နော်ဝဝကကီလေးတွေဖြစ်တယ်အတင်းတော်မှာရန်အားကိုရတဲ့နော်ကောင်းကြီးအတုံးတွေဖြစ်တယ်နော် Okay ကျန်းစာကိုသူတို့ကဖျက်အောင်ဖျားတခင် ရွှေကောက်တော်သူတို့ကိုအဘယ်သူတီအပြစ်တင်မြင်နေဖြောင်းမဲ့ရာနဲ့တီစီတော်သူကဖျားတခင်ပေတိအပြစ်စင်ရင်တော်သူကအဘယ်သူနဲ့အသေးခံ၍ခန္တီတာမကတေချင်းမှထားမြောက်၍ဖျားတခင်ရဲ့လက်ရတော်ဘက်၌နေလျက်ငါတို့အဖို့ဆွတောင်းတော်သူကခရစ်တော်ပေတိ Hallelujah အာမင် Hallelujah ဒီနေ့မှာတေချာလေးမြအောင်စေခြင်းနဲ့အခုနပြတဲ့ကြံခန်းကြီးစနစ်ကပြောတဲ့စာတန်ကဒီတယောက်ဖြစ်တယ်ပုံဆောင်ချက်ပဲဖြစ်တယ်နော်ပုံဆောင်ချက်ပဲဖြစ်တယ်ဟိုပရိသတ်ကိုမကြည့်နဲ့ရီမှာဆိုလို့ပါ သူဖြစ်တယ် तू ကကြတော့အခုယောမခန်းကြီးရှစ်ထဲမှာပြောတယ်နော်ဖျားတကယ်ရွေးကောက်တဲ့သူကိုဘယ်သူကအပြစ်တင်မလဲတဲ့အဲ့ဒီဖျားတကယ်ရွေးကောက်တဲ့သူတွေအတွက်အသေးခံတာဒီတယောက်ဖြစ်တယ်အဲ့ဒါယေရှုပြောကြည့်ပါဦးယေရှု ယေရှု ဟာလေလုယာ အာမင် အဲ့တော့ခုံလေးတစ်ခုတော့ခုံတော့ယူလိုက်ခုံဒေချာလေးကြီးစီချင်းနဲ့တင်ကောင်းချစ်တကယ်ခံစားမှာဖြစ်တယ်နော်တင်လုံးဝအမြင်ပွင့်သွားလိမ့်မယ်ဒီနေရာမှာထိုင်ပေးပါโอเคယေရှုကခမဲတော်ရဲ့လက်ရဘက်မှာဒီမှာတော့လက်ဝဲဘက်လက်ရဘက်မှာထိုင်နေတယ်တဲ့ပြောကြည့်ပါဦးထိုင်နေတယ် ထိုင်နေတယ် ထိုင်နေတယ်လို့ပြောတဲ့အခါမှာအမှုရတဲ့အားလုံးပြီးစီးလို့ထိုင်တာဖြစ်တယ် အာမင် 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 ဟာလေလုယာဒါပေမဲ့ဒီတယောက်တော့ထိုင်လို့မရအောင်ဒီတယောက်တော့သူ့အမှုရဘာမှပြီးစီးသေးဘူး तू ကစာတန်ဖြစ်တဲ့အတွက်ကြောင့်မို့ तू ကဘာလို့မလဲဆိုရင်ဖျားရွေးကောက်ထားတဲ့သားသမီးတွေကိုအပြစ်တင်ဖို့ तू ကနေတိုင်းမှာဖျားစီကိုလာတယ်ဒီနားလေးမှာဒီကျွန်တော်ကိုလဲလိုက်โอเคကျွန်တော်စီကိုလာတယ်အခုနကျွန်တော်ပြောသလိုတင်းရဲ့ဘဝမှာဖြစ်သမျှအရာအားလုံးဒါမကဘဲနဲ့တင်းမဖြစ်သေးတဲ့အရာကိုပါဆွဆွဲချက်တင်တဲ့လူဒီလူဟာစာတန်ပြောကြည့်ပါဦးစာတန် စာရန် तू နေတိုင်းမှာကျွန်တော်ကိုမြင်အောင်ပါဒါဖျားခင်လို့မြင်အောင်ပါเนาะကျွန်တော်ဖျားမဟုတ်ပါဘူးဖျားသားဖြစ်တယ် ယာယာ ဒီလူကနေတိုင်းကျွန်တော်စီကိုလာပြီးတော့မှအပြစ်တင်တယ်။အိုးကိုရောရဲ့တာသမီတွေကိုကြည်လိုက်တဲ့ကလေးကြီးချီတွေပဲတဲ့။နော်ဟိုမှာကြည်လိုက်ဟိုမှာရန်ဖြစ်နေပြီဟိုမှာအရက်ဆိုင်မှာကြည်လိုက်ဟိုမှာဟာကိုရောရဲ့တာသမီတွေပဲတဲ့။ तू ကအမြဲတမ်းနေတိုင်းမှာအပြစ်တင်ဆွဆွဲတယ်။ဟိုမှာကြည်လိုက်ကိုရောတဲ့ဟိုမှာမတရားတော့မိထုံနေပြုတ်နေပြီတဲ့။နော်အမြဲတမ်း तू အပြစ်တင်တယ်။ तू ကလာပြီးတော့မှအပြစ်တင်တယ်။အပြစ်တင်တဲ့အခါမှာဒီဘက်မှာလည်းအာမခံချက်တရားရှိနေတယ်။ ယာယာ မြင်ဖို့ဘုရားကောင်းချီးပေးပါစေ အာမင် ဟာလေလုယာ အာမင် ဒီနေရာမှာကဘာပြောလဲဆိုရင်ဒီမှာကျမ်းစာကိုကျွန်တော်တို့ကပြန်ကြည့်အောင်ခဏလေးမတည့်ရပြီနော်အပြစ်စင်တော့သူကဘယ်သူလဲတဲ့ထိုင်ပါနေယေရှုထိုင်ရအပြစ်စင်တဲ့သူကဘယ်သူလဲတဲ့ဒီမှာယေရှုပြောတဲ့စကား ယာယာ အပြစ်စင်တော့သူကအဘယ်သူလဲအသေးခံဒီနမကတေချင်းမထားမြောက်ရဲ့ဘုရားတကယ်လက်ရတော်ပဲနဲ့နေ၍ငါတော့ဖို့စွတ်တောင်းတော့သူကခရစ်တော်ပေတည် ယာအာမင် တကယ်တော့လေကျမ်းစာကစွတ်တောင်းတယ်လို့ပြောနေပေမဲ့နေ့တိုင်းမှာစာတန်အပြစ်လာတင်တဲ့အရာကိုငါသားကအပြစ်မရှိဘူးသူ့အတွက်ငါအသွေးသွန်းလောင်းပြီးတော့ပြီ yes yes နေ့တိုင်းဒီတရားအာမခံပေးနေတာ အာမင် ဟာလေလုယာ အာမင် ဒီလူကတော့အပြစ်တင်တယ်ဒီလူကတော့ဘာပြောတယ်လဲဆိုရင်ခမဲတော်ဖျားနေခင်ကိုတော့ဒီလူတွေတဲ့ကျွန်တော်အသွေးသွန်းလောင်းပြီးသားဒီလူတွေကကျွန်တော်အပြစ်တတ်ရှင်ပြီးသားဒီလူတွေကကျွန်တော်အပြစ်ဖြောင်းမဲ့ပြီးသားဒီလူတွေကကျွန်တော်အပြစ်ကောင်းချီးခံစားရပြီးသား အာမင် ဟာလေလုယာ အာမင် ဟာလေလုယာအေးစေပဲယေရှုကဖြုံတော့မဖြုံဒီကောင်ဖြုံတော့မဖြုံဒီကောင်တော့မတည့်ရပြီးတော့မှမမအာမန်နဲ့တော့တကယ်ကိုဖခင်ကအပြစ်တင်နေတာကိုတော့တာရမီညာဒီလိုဖြစ်တယ်နော်ဟိုလိုဖြစ်တယ်နော်ပြောဒီတယောက်ကအေးစေပဲစာတန်နေရတော့တကယ်ဟာတာပဲငါအသွေးသွန်းလောက်တာနေမမမြင်တာနေကဘာမသိဘူးလေနေတိတာငါ့ကိုလက်ဝါးကားတယ်မှာတက်ပြီးမှနေအပြီးသွားပြီလို့ထင်နေတာနေကတကယ်တော့အဲ့ဒါအစာဖြစ်တယ် ဟာလေလုယာစာတန်ကလည်းလက်ဝါးကားတိုင်းမှာအကုန်ဆက်အမှုရပြီးမယ်လို့ तू မသိဘူး तू တိတာကယေရှုကိုလက်ဝါးကားတိုင်းမှာတက်လိုက်ပြီဆိုပြီးသွားပြီလို့ထင်တာတကယ်တော့မဟုတ်
လက်ဝါးကားတိုင်းမှာအသေးခံပြီးတော့တေးချင်းကနေထမြောက်လာတဲ့အခါမှာဟာလေလုယာဟာလေလုယာဘယ်သူကမှယေရှုရဲ့တာသမီကိုအပြစ်တင်လို့မရတော့ပြောချင်ပါကျွန်တော်ဒီအပြစ်တင်ခွင့်နဲ့ကင်းလွန်တော်သူဖြစ်တယ်ကျွန်တော်ဒီယေရှုအားဖြင့်ခမဲတော်ရှိမှထိုက်တန်တော်သူဖြစ်တယ်ဟာလေလုယာဟာလေလုယာကြည့်ဒီနေရာမှာခဏလေးမတ်တရက်ပေးပါခဏလေးမတ်တရက်ပေးပါဒီကလောကကြီးဆိုပါစို့လောကကြီးဆိုပါစို့ဒီကျွန်တော်ဘက်ကိုကြည့်ကျွန်တော်ဘက်ကိုကြည့်ဒီဘက်တက်ကြည့်လိုက်ဒီနေရာလို့ဖယားသခင်ကလည်းကျွန်တော်တို့ကိုဘယ်လိုမြင်လဲဆိုတော့ပြောပြချင်တယ်ဖယားသခင်ကလေဒီတယောက်ကနေဖြတ်ကျော်ပြီးမှမြင်အကုန်အပြစ်သားတွေပဲဘာလို့ဆိုအပြစ်တင်တဲ့ပုံကိုဖြစ်နေလို့ဒီတယောက်အမြဲတမ်းအပြစ်တင်တဲ့ဒီရန်သူကလေအပြစ်တင်တော့ကျွန်တော်တို့ကိုဖယားကဒီဘက်ကနေကြည့်ရင်တကယ်ညှဉ်းညူတဲ့သူဒါကြောင့်မလို့ကျမ်းစာကဘယ်လိုပြောလဲဆိုရင်ဖြောက်မဲ့တော်သူမရှိတရားမျှမရှိဘူးတဲ့ဒါပေမဲ့ဘယ်ညတရားဟောင်းမဟုတ်တော့တဲ့အခါမှာဂျေဇုတော်ကာလကိုရောက်လာတဲ့အခါမှာဖယားကဒါနဲ့သွားမကြည့်တော့နားလည်တော့ဖယားကောင်းကြည့်ပေးပါစေဖယားကယေရှုနဲ့ကြည့်တဲ့တင်းကိုကြည့်ရင်လေအာမင်ယေရှုကနေကြည့်တဲ့အခါမှာယေရှုရဲ့အသွေးသွန်းလောင်းခြင်းအားဖြင့်ဒီမှာရှိတဲ့သူတွေအားလုံးကဖြောက်မဲ့တော်သူလိုပဲဖယားမြင်တာဟာလေလုယာဟာလေလုယာယေရှုကိုလက်ခုပ်တီးပြီးတော့ချီးမွမ်းရအောင်ယေရှုတင်တယ်ဖယားကောင်းကြည့်ပေးပါစေနားလည်မယ်လို့ကျွန်တော်ယုံကြည်တယ်ဟာလေလုယာအဲ့ဒါတင်းရဲ့ဖြစ်ခြင်းအမှန်ဖြစ်တယ်ပြောကြည့်ပါဦးကျွန်တော်ဒီဘုရားရှိခိုးကောင်းကြီးခံအပ်တော်သူဖြစ်တယ်တင်းကိုယန်သူကအပြစ်တင်လို့မရအောင်ဟာလေလုယာဟာလေလုယာကျမ်းစာမှာဘယ်လိုပြောလဲဆိုငါတို့ကိုတဲ့နေညမပြတ်အပြစ်တင်တဲ့သူယေရှုကဘာလို့ဆိုအောက်တော့ချလိုက်ပြီတဲ့ဟာလေလုယာနောက်တစ်ဖန်ဘုရားစီကိုသူလာလို့မရတော့ပြောကြည့်ပါနောက်တစ်ခါလာလို့မရတော့အဲ့ဒီစာတန်ကဖျားစီကိုလာလို့မရတော့ဘာကြောင့်လဲဆိုရင်အမှုရာအလုံးပြီးဆုံးသွားပြီယေရှုကတော့လက်ဝါးကားတဲ့ပုံမှာယေရှုကဘာပြောလဲဆိုရင်အမှုပြီးပြီဟာလေလုယာငါဒီအာလာဖဖြစ်အိုမေဂါလည်းဖြစ်ငါဟာအစအဆုံးဖြစ်တယ်တဲ့ဗျာနာမဘုံကြည်ပါစေဟာလေလုယာဟာလေလုယာနိတ္တကံจิตအငယ်ဆက်ခွန်နိတ္တအခါจิตအငယ်ဆက်ခွန်အကြောင်းမူကားဘုရားသခင်ဤကြောက်တတ်သောစိတ်တဘောကိုငါတို့အားပေးတော်မူသည်မဟုတ်တကိုးပါသောစိတ်ရှစ်တတ်သောစိတ်ရှင်းလင်းသောစိတ်ကိုပေးတော်မူ၏ဟာလေလုယာအခုနကျွန်တော်ဝင်ငါခဲ့တဲ့နှုတ်ကပတ်တော်သင်ရှင်းလင်းမလားမသိဘူးသင်နားလည်းမလားမသိဘူးဘုရားသခင်သင်ကိုပေးခြင်းတဲ့စိတ်တဘောအဲ့ဒါဖြစ်တယ်ရှင်းရှင်းလင်းလင်းဘုရားသခင်ရဲ့ကျေးဇူးတရားကိုမြင်စေခြင်းတယ်ဟာလေလုယာယေရှုခရစ်တော်ပြုခဲ့တဲ့အမှုရာကိုရှင်းရှင်းလင်းလင်းဘုရားကမြင်စေခြင်းတယ်အထဲမှာလေတန်တရားတွေဖြစ်နေလိုက်နေ့တိုင်းမှာငါမစုံလင်ဘူးငါမဖြောင့်မတ်ဘူးငါမတန့်ရှင်းဘူးဆိုပြီးတော့ကိုအော်ရပါစိတ်မကျင်နေတဲ့သူတွေအများကြီးရှိတယ်ပြောကြည့်ပါဦးအော်ရပါစိတ်တင်အော်ရပါစိတ်မကျင်နေတဲ့အခါမှာတင့်ကိုတင်အပြစ်တင်တဲ့အခါမှာတင်လောကကိုမအောင်နိုင်ဘူးတင်လောကကိုမအောင်နိုင်ဘူးအချို့တော်သူတွေကအမျက်မပြေဘဲနဲ့အဲ့ရဝင်သွားတဲ့သူတွေအများကြီးပဲအမျက်မပြေကြအောင်ဘာကြောင့်ဆိုအော်ရပါမှာမကြည်ထောင်အော်ရပါမှာလူတရားကိုချီတောင်းတယ်လူတွေကိုမုန်းတယ်ဒါမှမဟုတ်သူများကိုမမုန်းရင်တော့ကိုမုန်းတဲ့သူတွေအများကြီးပဲကိုအပြစ်တင်တဲ့ငါကအတုံးမချဘူးငါကကောင်းကြီးမခံစားရဘူးဆိုပြီးတော့ကိုအပြစ်တင်နေတဲ့သူတွေအများကြီးအဲ့ဒီအော်ရပါစိတ်ကြောင့်တင်လောကကိုမအောင်နိုင်ဘူးဒီနေ့အော်ရပါစိတ်ချင်လင်တော်သူတွေဖြစ်ပါစေအာမင်အော်ရပါစိတ်ချင်လေတဲ့သူဟာဟုတ်တယ်ငါဟာမထိုက်တန်ဘူးဒါပေမဲ့ယေရှုကြောင့်ထိုက်တန်တယ်အာမင်ဟုတ်တယ်ငါမပြည့်စုံဘူးယေရှုကြောင့်ပြည့်စုံတယ်ဟာလေလုယာဘာကြောင့်လဲဆိုရင်ယေရှုကခမဲတော်ရဲ့လက်ရဘက်ထဲမှာထိုင်ပြီးတော့မှနေညမပြတ်ကျွန်တော်တို့အဖို့အလုံးကအာမခံပေးနေတယ်ကိုတော့ဒီသားကောင်းကြီးခံစားရမယ်ဘာကြောင့်လဲဒီသားတွေကျွန်တော်လှုပ်ဆောင်ပြီးသွားပြီဒီသမီးတွေကျွန်တော်လှုပ်ဆောင်ပြီးသွားပြီဟာလေလုယာဟာလေလုယာယေရှုကိုလက်ခုပ်တီးပြီးတော့ချီးမွမ်းရအောင်အဲ့ဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတာကျွန်တော်ယုံကြည်သူတယောက်အောင်မြင်ဆိုးဆန်ဖို့ဆိုရင်ကျွန်တော်တို့ကိုအမြင်ပြုလို့မရအောင်ယေရှုဆိုတဲ့ဒီပုဂ္ဂိုလ်ပေါ်မှာကျွန်တော်အမြင်ပြုရမယ်ဟာလေလုယာဟာလေလုယာနောက်ဆုံးကျမ်းစာလေးတစ်ခုဖတ်ကြည့်ရအောင်
လူတိုင်းအားလုံးကြိုက်တဲ့ချမ်းစာဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်စာလံအခန်းကြီး1အငယ်1ကနေ3 1နှစ်3ကျွန်တော်ဖတ်ရအောင်1နှစ်3မတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက်လူဆိုးတို့၏လမ်းတွေမရက်မနေမထင်မဲ့မြင်ပြုသောသူတို့၏အစီအဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌မွင့်လျော်၍တရားတော်ကိုနေညမပြတ်ဆင်ခြင်အောင်မိတ်တော်သူသည်မင်္ဂလာရှိ၏အကြောင်းမူကားထိုသူသည်မျက်နှာမှာစိုက်လက်မိမိအချိန်တန်မှအတီးကိုတီး၍အရွက်မညှိုးနွမ်းသတ္တောအပင်နှင့်သူ၏ပြုလေသမျှတို့၌အောင်လိုက်သည်ဟာလေလုယာနှုတ်ကပတ်တော်ကိုလက်ခုပ်တီးပြီးတော့ချီးမွမ်းရအောင်အာမင်ဒီနေရာမှာဘာပြောလဲဆိုရင်မတရားတော့သူတို့ရဲ့အစည်းအဝေး၌မထိုင်ပြောကြည့်ပါဦးငါဒီစာတန်ရဲ့အစည်းအဝေးထဲမှာမရှိဘူးနေတိုင်းမှာအပြစ်တင်ခံနေရတဲ့အစည်းအဝေးထဲမှာမထိုင်နဲ့ဟာလေလုယာတင်းကိုအမြဲတမ်းမှာတင်းကိုတင်လဲဟိုကိုအားမလို့အားမရအမြဲတမ်းပြောနေတဲ့အစည်းအဝေးထဲမှာမထိုင်နဲ့ဟာလေလုယာယေရှုရဲ့ပြည့်စုံတဲ့အစည်းအဝေးထဲမှာလာခဲ့ပါအာမင်ဒီနေ့မှာဘာပြောဆိုလူဆိုးတို့၏လမ်းတွေမရက်မနေမထင်မဲ့မြပြုတော်သူတို့ရဲ့အစည်းအဝေးနဲ့မထိုင်ဟာလေလုယာအာမင်ထာဝရဘုရား၏တရားတော်နဲ့မွေ့လို့၏တရားတော်ကိုနေညမပြတ်ဆင်ခြင်အောင်မိတဲ့အစည်းအဝေးထဲမှာငါတို့ထိုင်မယ်အာမင်ဘုရားသခင်ရဲ့အမြဲတမ်းဘုရားစကားပြောတဲ့အစည်းအဝေးထဲမှာငါတို့သွားမယ်ငါတို့ကအမြဲတမ်းတုံတင်လမ်းပြတဲ့အစည်းအဝေးထဲမှာငါတို့သွားမယ်ဘုရားရှင်နဲ့ပတ်သက်ပြီးတော့မှအမြဲတမ်းတောက်လောက်စေတဲ့အစည်းအဝေးထဲမှာငါတို့သွားမယ်ဟာလေလုယာဟာလေလုယာဒီနေ့မှာဘာပြောလဲဆိုအကြောင်းမူကားတဲ့ထိုးသူတွေမျက်နာမှာစိုက်တဲ့မိမိအချိန်တန်မှအသီးကိုတီး၍အရွက်မညှိုးနွမ်းတတ်သောအပင်နဲ့သူ၏ပြုတ်လေသမျှတို့နဲ့အောင်လိုက်သည်ကျွန်တော်နဲ့သူဝခံကြအောင်ကျွန်တော်ဒီဂျေဇုတော်ဆိုတဲ့မျက်နာမှာစိုက်ပျိုးခြင်းခံရတဲ့အပင်ဖြစ်တယ်ဟာလေလုယာအဲ့နေရာမှာစိုက်ပျိုးခြင်းခံရတဲ့အပင်ကတဲ့ဘာဖြစ်လဲဆိုအရွက်ပတော်မှမညှိုးနွမ်းဘူးတဲ့သူကလေခဏနေမှာကောင်းကြီးခံစားလိုက်ခဏနေမှာဆုံးရှုံးလိုက်တာမျိုးမဟုတ်သူကအမြဲတမ်းကောင်းကြီးခံစားတာသူကအမြဲတမ်းလွတ်မြောက်နေတာသူကအမြဲတမ်းဝမ်းမြောက်နေတာသူကအမြဲတမ်းညီသက်ခြင်းရှိနေတာဟာလေလုယာဘာကြောင့်ဆိုမျက်နာမှာဂျေဇုတော်ထဲမှာစိုက်ပျိုးခြင်းခံရတာပြောကြည့်ပါကျွန်တော်ဒီဂျေဇုတော်ထဲမှာစိုက်ပျိုးခြင်းခံရတယ်ဟာလေလုယာဟာလေလုယာဘယ်ဘာပြောလဲဆိုပြုတ်လေသမျှတို့၌အောင်လိမ့်တည်းဝန်ခံကြည့်အောင်ယေရှုနာမ၌ကျွန်တော်ဒီပြုတ်လေသမျှမှာအောင်မြင်မဲ့သူဖြစ်တယ်ဟာလေလုယာတကယ်တော့ကျွန်တော်တို့ခရစ်ယာန် lifestyle ဆိုတာကကြီးကြီးမားမားအောင်မြင်တာမဟုတ်တင်းငယ်တဲ့အမှုတွေကိုအောင်မြင်တာဖြစ်တယ်ဟာလေလုယာတင်းကိုတင်အပြစ်တင်တဲ့ဘဝကနေတင်လွတ်မြောက်တာအောင်မြင်တာဖြစ်တယ်ဟာလေလုယာကျွန်တော်တစ်ချိန်တုန်းကကျွန်တော်စားတည်ပြီးတော့ကျွန်တော်ပြောင်းလဲလာတဲ့အခါမှာကျွန်တော်တို့ကမယုံကြည်သူ background ကနေပြောင်းလဲလာတာဖြစ်တဲ့အတွက်ကြောင့်လေအမြဲတမ်းကိုအပြစ်တင်တယ်ယေရှုအားဖြင့်တော့ကယ်တင်ခြင်းတော့ရတာမှန်တယ်ဒါပေမဲ့ငါတို့ကဘာဖြစ်တယ်လဲဆိုရင်မယုံကြည်သူ background နေလာတဲ့အခါမှာအဲ့ဒီအဆွမ်းလန်းတွေကရှိတာအဲ့ဒီအဆွမ်းလန်းတွေကနေလွတ်မြောက်ဖို့ရကျွန်တော်အရန်ရုန်းကန်ရတယ်စူးစမ်းရတယ်တခါတလေဘယ်လိုပြောမလဲကျွန်တော်တို့လီဆိုတဲ့နဲ့တင်တဲ့အခါမှာလည်းတခါတလေကိုကပြောမိတဲ့စကားလုံးတွေကလေပြောမိတယ်ပြီးရင်ကျွန်တော်တို့ဒီဗုဒ္ဓစကားတွေကိုကျွန်တော်တို့ဗုဒ္ဓတရားတွေကိုကျွန်တော်ရွတ်တဲ့အခါမှာတခါတလေရွတ်မိတယ်ကိုအပြစ်တင်တာငါဘာလို့ဒီစကားတွေထွက်သွားတယ်ဘာကြောင့်လဲဆိုရင်တသက်လုံးအဲ့ဒါကိုပြောခဲ့တာ哦အဲ့လိုပြောခဲ့တဲ့အခါမှာကိုအပြစ်တင်တယ်ကိုအားမလို့အားမရဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဘုရားရဲ့ဂျေဇုတော်ကိုကျွန်တော်နားလည်သွားတဲ့အခါမှာငါမလုံနိုင်တာမှန်ပေမဲ့ယေရှုငါအတွက်လုပ်ပြီးခဲ့ပြီပဲအာမင်ငါမထိုက်တန်တာမှန်ပေမဲ့ယေရှုကငါ့ကိုထိုက်တန်စေခဲ့ပြီပဲဟာလေလုယာကျွန်တော်ဂျေဇုတရားဆိုတဲ့ယေရှုခရစ်တော်ပေါ်မှာကျွန်တော်မိခိုလိုက်တဲ့အခါမှာကျွန်တော်လုံးလုံးလွတ်မြောက်သွားပြီဖြစ်ပါတယ်ဟာလေလုယာအာမင်ဘုရားနာမဘုန်းကြီးပါစေအာမင်ကျွန်တော်နောက်ဆုံးအပိတ်လေးမှာကျွန်တော်အားတစ်ခုလေးပေးချင်တယ်ကျွန်တော်တို့ကျမ်းစာမှာဘယ်လိုပြောလဲဆိုရင်တချို့သောသူတွေကတဲ့ယုံကြည်ခြင်းတင်ပေါ်ပြကြတယ်တဲ့ယုံကြည်ခြင်းတင်ပေါ်အစအဦးမှာတော့ဂျေဇုတော်နောက်ကိုလိုက်ပြီးတော့ဘုရားသခင်ရဲ့ဂျေဇုပြုခြင်းကိုယုံကြည်ပြီးမဲ့လမ်းခုလမ်းမှာယုံကြည်ခြင်းတင်ပေါ်ပြတဲ့သူတချို့ရှိတယ်တဲ့ကျမ်းစာမှာပြောတယ်
ဒီနေ့တင်မောဆိုတာတင်မြောင်ကြည့်ပါတင်မောကိုမြောင်ကြည့်ပါပင်လယ်တစ်ခုထဲမှာတင်မောတစ်ခုရှိတယ်အဲ့ဒီတင်မောဟာကပ္ပဦးချမ်းထဲမှာယေရှုကိုပို့ဆောင်တယ်အဲ့ဒီတင်မောယေရှုကိုပို့ဆောင်တယ်ဒါပေမဲ့အဲ့ဒီပင်လယ်ထဲမှာတင်မောရှိနေပြီမဲ့တင်ဟာအဲ့ဒီတင်မောအပေါ်မှာတင်မထိုင်ဘူးတင်ဟာဟိုးဘက်ကန်းကိုရောက်ဖို့ကိုယ့်ကိုစ조사မယ်ဆိုရင်တင်မရောက်နိုင်ဘူးတင်မရောက်နိုင်ဘူးဒီနေ့ဖခင်ကကျွန်တော်တို့ကိုဂျေဇုတော်ထဲမှာအနာရစေခြင်း Yes, yes. ဟာလေလုယာ Amen. ရုန်းကန်တဲ့ဘဝကနေဖခင်ကလွတ်မြောက်စေခြင်းတယ် Amen. သင်ရုန်းကန်စရာမလိုယေရှုဆိုတဲ့သင်ဘောပေါ်မှာသူတင်သွားထိုင်နေပါ Yes. ဖခင်ကသွားနေမှာဖြစ်တယ် Amen. Amen. ဖခင်ကတင့်ကိုပို့နေမှာဖြစ်တယ် Amen. ဟာလေလုယာ Amen. ဒါကြောင့်မလို့ကျွန်တော်အမြဲတမ်းပြောတော့ဂျေဇုတော်ကျွန်တော်တို့လမ်းပြနေတာ Yes. ဂျေဇုတော်ကျွန်တော်တို့ကွယ်ကာနေတာဂျေဇုတော်ကျွန်တော်တို့ကောင်းချီးပေးနေတာ Amen. ဟာလေလုယာတချို့ကမဟုတ်ဘူးယေရှုခရစ်တော်လက်ဝါးကားတဲ့ဘုံမှာအမှုပြီးစီးချမလုံလောက်ဘူးငါစ조사ရအောင်မယ်ဆိုတဲ့သူတချို့ရှိတယ်ဒီလိုပြောလို့စ조사တာကအမှားပြောနေတာမဟုတ်စ조사တာအမှားမဟုတ်ကျွန်တော်တို့နေ့တိုင်းကိုလုပ်ရမယ်အလုပ်ကိုစ조사ပြီးတော့လုပ်နေရမယ်ဒီနေရာမှာအလုပ်နဲ့ဝိညာဉ်ရာကိုခွဲခြားတတ်ဖို့လိုတယ် Yeah, yeah. အာမင်တခါလေကျွန်တော်ဂျေဇုတရားလို့ကျွန်တော်ပြောတဲ့အခါမှာလူတွေကဟာဂျေဇုတော်ပဲပြောဆိုစ조사ကြမလို့တော့တော့မဟုတ်ဘူးစ조사ရမယ်ကျွန်တော်လုပ်ရမယ်အလုပ်ကိုကျွန်တော်စ조사ပြီးတော့လုပ်ရမယ်ဒါပေမဲ့ဝိညာဉ်ရေးရမှာတော့ယေရှုပေါ်မှာမိခိုရမယ် Amen. ဟာလေလုယာဟာလေလုယာပြောကြည့်ပါဦးကျွန်တော်ဒီ ကျွန်ုပ်သည် ဂျေဇုတရားဆိုတဲ့ ယေရှုတရားဆိုတဲ့ လေအပေါ်မှာရှိနေတယ် ပေါ်မှာရှိနေတယ် ဟာလေလုယာဒီအဲ့ဒီလေပေါ်မှာရှိရင်ဒီရုန်းကန်စရာမလိုတော့ အဲ့ဒီလေကရွေ့လျားနေမှာဖြစ်တယ်အဲ့ဒီလေကတင်းကိုပန်းတိုင်ကိုပို့ဆောင်ပေးမှာဖြစ်ပါတယ် Amen. Amen. ဟာလေလုယာဘုရားနာမဘုန်းကြီးပါစေ